Hi, nothing baby, me live yourဒီချင်းလေးကတချင်တော်ရဲ့အကြောင်းတွေရှင်းပြဖို့ဆိုတာအချိန်ဆိုရင်လေးစား coffee ဆိုလဲခါခါအစားတောက်တဲ့မှာရိုးရဆဆသိကြိုက်တတ်တာသီးတာလက်တော်ကိုဝေးမလျှော်သေးပါကွာအားလက်ချင်းခွေးနဲ့ကစားနေတာအိမ်မတောင်းထဲနေတဲ့ခါကနမ်းများကိုရေးချလိုက်ချိန်မှာတွေ့တဲ့မှာတချင်တဲ့ပုတ်ထွက်လို့သွားအဲ့တချင်လေးကဒီလိုမျိုးလေးတခုလောက်တော့ပြောမိနှစ်စက္ကန့်လောက်တော့ကြာမိသုံးခွန်းတောင်ရှိသည်ရမ်းချစ်တယ်လေးကိုဖြစ်သွားပြီငါစက္ကန့်တောင်ကျော်ပြီအချောင်းမှလို့ပြောချင်ရမ်းချစ်တယ်လာလာလာno တချင်ကနည်းနည်းလေးပြင်းစရာကောင်းတယ်ပြီးလည်းနည်းနည်းထည့်လိုက်မယ်ကျွန်တော်က24နှစ်ထဲမှာတို့ရေးစမ်းရှိပါတကယ်နော်စကားပြောတဲ့အခါကျုပ်တွေခမတွေသုံးလို့မရှိပါကွာစာချက်တာကိုမုန်းတာတင်ချခံမှာစိုးတော့မချမိပြတ်သွားတဲ့အခါတရေတော့မကြောက်ပါဖို့ဟာတော့တကယ်ကြောက်စရာပေါ်ရကြတွေပြောမိသွားပြီကွာအသေးစိတ်ချက်ရှင်းပြရမှာလားဒီချက်ပုံပြီးမှာတချင်ရတာအုံနောက်ချောက်တယ်ကွာဟိုတကယ်ကိုချင်းကုန်မြင်လိုက်တာဘာဆက်ရအောင်မသိတော့ပါဆွမ်းနာပဲပြန်ဆိုရမယ်တခုလောက်တော့ပြောမိနှစ်စက္ကန့်လောက်တော့ကြာမိသုံးခွန်းတောင်ရှိသည်ရမ်းချစ်တယ်လေးကိုဖြစ်သွားပြီငါစက္ကန့်တောင်ကျော်ပြီအချောင်းမှလို့ပြောချင်ရမ်းချစ်တယ်ကြောင်ပေါင်းစုံသိရပြီလားထပ်ပြောကြမရှိတော့ပါကွာ yeah တကယ်လို့ထပ်သိချင်ပြောပြမယ်လား chat box မှာ hi တော့လို့ထား okay နောက်ဆုံးတစ်ခေါက်ပဲဆိုမှာနော် go တခုလောက်တော့ပြောမိနှစ်စက္ကန့်လောက်တော့ကြာမိသုံးခွန်းတောင်ရှိသည်ရမ်းချစ်တယ်လေးကိုဖြစ်သွားပြီငါစက္ကန့်တောင်ကျော်ပြီအချောင်းမှလို့ပြောချင်ရမ်းချစ်